ဝရိပညာကိုစပြီးတော့လေ့လာနေကြတဲ့လူငယ်တွေအတွက်ဝရိပစောခင်မှာကိုမှဘာပစ္စည်းတွေဆောင်လာရမလဲဆိုတဲ့အချက်လက်စုကိုလာရောက်ပြောကြားခြင်းဖြစ်ပါတယ်ဝရိစပြီးတော့ဆော်ရမယ်ဆိုလို့ရှိရင်ကိုမှမရှိမဖြစ်ဆောင်လာရမယ့်ပစ္စည်းချို့ရှိပါတယ်ဒါတွေကဘာတွေလဲဆိုလို့ရှိရင်နံပါတ်1ချက်ကိုယ့်ရဲ့မျက်လုံးကိုကာကွယ်နိုင်ဖို့အတွက်ဝရိကာဗာမှန်ကောင်းကောင်းတစ်ခုဆောင်ထားဖို့လိုအပ်ပါတယ်ကာဗာမှန်နဲ့ဆော်မှကိုယ့်ရဲ့မျက်လုံးအနေနဲ့ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ဒါကဝရိကာဗာမှန်မှာနောက်တစ်ချက်ကကြတော့ချော်ခောက်တူဆောင်ထားဖို့လိုအပ်ပါတယ်ချော်ခောက်တူကကိုဆော်လိုက်တဲ့ဝရိသားတွေချော်တွေကိုတေချာခောက်ပြီးတော့ချော်ခောက်လို့ရအောင်ချော်ခောက်တူတစ်လက်ကောင်းကောင်းဆောင်ထားဖို့လိုအပ်ပါတယ်အဲ့ဒီခောက်လိုက်တဲ့ချော်တွေအညစ်အကြေးတွေကိုတိုက်ချုပ်ဖို့အတွက်ဝါယာပလတ်တစ်ခုလည်းဆောင်ထားဖို့လိုအပ်ပါတယ်ဝရိသမားကောင်းတစ်ယောက်မှာမရှိမဖြစ်ဆောင်ထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ဝရိသမားတွေကလက်အိတ်နဲ့ဆော်တာလုံးဝကိုယ့်အတွက်အနေကင်းပါတယ်အပူဒဏ်ကိုလည်းခံနိုင်တယ်ကျက်စစ်ဒဏ်ကိုလည်းခံနိုင်တယ်အပူဒဏ်ကိုခံနိုင်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဝရိသာလှပအောင်ကိုပုံဖော်နိုင်တယ်ဖြစ်ပါတယ်စတင်လေ့လာမဲ့လူငယ်တွေတော့ကြတော့ဒီလိုအသေးစားလေးတွေစပြီးတော့ဆောင်းပြီးတော့ဆော်လို့ရပါတယ်ကျွမ်းကျင်သားတဲ့ဝေရာတယောက်ဖြစ်သွားပြီးတကယ် heavy ဆော်တော့မယ်ဆိုလို့ရှိရင်ဒီလို hand blow အရှိတွေကိုသုံးပြီးဆော်လို့ရပါတယ်ဒါဝေရာကောင်းတယောက်မှာဆောင်းထားသေးတဲ့ပစ္စည်းတွေဖြစ်ပါတယ်ဝရိသမားတွေကကြောက်ဆက်ကောင်းကောင်းတစ်လုံးနဲ့ဆောင်းထားဖို့လိုအပ်ပါတယ်ဒါမှဝရိ area မှာဝရိမစောခင်မှာရှိတဲ့တန်ကြီးတွေကိုတိုက်ချွတ်နိုင်မယ်ဝရိစောပြီးလို့ရှိတဲ့ G spot တွေကိုဖယ်ရှားနိုင်ဖို့အတွက်ကြောက်ဆက်ကောင်းကောင်းတစ်လုံးဆောင်းထားဖို့လိုအပ်ပါတယ်ဒီလိုတန်များနှစ်ပြားကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်ဒါမျိုးတိကျမဟုတ်တော့မှတန်များအသေးလေးနှစ်ပြားလောက်ကိုကိုကပြင်ဆင်ထားပါကျွန်တော်ပထမဗီဒီယိုမှာပြောတတ်လို့ပဲဝရိစဆော်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးလေ့ကျင့်ရမှာကတော့ဝရိတက်ကင်စပတ်ကိုစပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်တက်ကင်စပတ်ကောင်းမှဝရိကောင်းမှဖြစ်ပါတယ်အဲ့တော့ဝရိစဆော်တော့မဲ့လူတွေကိုပထမဆုံးညွှန်းပြီးပြောချင်တာကတော့ G38 6013ပြည်တွင်းမှာအလွယ်တကူလည်းဝယ်လို့ရပါတယ်အဲ့ဒီ6013မှာမှအခုခေါ်နေရတဲ့စနစ်ကြောင်းနော် 2.5 မီလီဝရိကြောင်းကိုစပြီးတော့အသုံးပြုပြီးတော့တက်ကင်စပေါ့တူပါတော့အကြံပြုချင်ပါတယ်ဒါမှတက်ကင်ကိုကအလွယ်တကူနဲ့စဆော်လို့ရမှာဖြစ်ပါတယ်ဝရိကိုစဆော်တော့မယ်မဆော်ခင်မှာမလုပ်ရမလဲဆိုရင်နံပါတ်1ချက်ကလက်အိတ်ကိုစနစ်တကျအရင်ဆုံးဆွတ်လိုက်ပါလက်အိတ်ဆွတ်ပြီးတော့ဒါကဝရိဟိုတာကိုကင်မယ်ပြီးရင်ဝရိညောင်းကိုစနစ်တကျထည့်မယ်တက်ကင်တို့တော့မယ်ဆိုတော့45ဒီဂရီလောက်ကိုထားလိုက်မယ်45ဒီဂရီလောက်ထားလိုက်မယ်အဲ့ဒါလိုပြင်ဆင်ပြီးလို့ရှိရင်ကာဗာမှန်ကိုစနစ်တကျကိုကောင်းမှတက်လိုက်မယ်ကာဗာမှန်တက်ပြီးတော့သူတို့မြင်သာထင်သာဖြစ်လာတော့စနစ်တကျသိကြကြည့်မယ်ဒါမျိုးကြည့်ပြီးလို့ရှိရင်ဟုတ်ပြီ okay ပြီဆိုလို့ရှိရင်ဝရိဆက်ကိုစပြီးတော့ဖွင့်မယ်ဝရိဆက်ကိုမီးချိန်လိုက်မယ်ဘယ်လိုနေထားမျိုးချိန်မဲဆိုရင်2.5 နဲ့တက်ကင်စပတ်တော့ဆော်မယ်ဆိုတော့80နဲ့80ကြားကိုထားပြီးတော့တက်ကင်တို့တာတက်ကင်ချက်လှပမှုကိုရရှိစေမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တက်ကင်စပေါ့လေးတွေကိုနည်းနည်းဆော်ပြမှာဖြစ်ပါတယ်တေချာလေးကြည့်ပါမိုင်းနက်ကလာတဲ့အတ်2ကိုဆော်မဲ့ base မှာထားလိုက်မယ်အခုဆိုလို့ရှိရင်စက်ကိုလည်းဖွင့်ပြီးသွားပြီဒီမှာဝရိညောင်းလည်းစနစ်တကျပြင်ဆင်ထားပြီးရပြီအကလည်းစနစ်တကျတွဲထားပြီးဆိုလို့ရှိရင်စပြီးတော့ဝရိကိုစဆော်တော့မှာဖြစ်ပါတယ်ဝရိဆော်တဲ့အခါမှာဆိုလို့ရှိရင်လုံးဝလက်ကိုတအားကြီးဖိညစ်မထားပါနဲ့ဖွားလေးနဲ့သူ့အလိုက်သေးလေးဖြစ်အောင်ကင်ထားပါကာဗာမှန်ကိုစနစ်တကျအသာလေးချလိုက်မယ်ပြီးရင်ဆော်မဲ့ area ကိုတေချာကြည့်မယ်ကြည့်ပြီးတော့မှကာဗာမှန်ကိုဆော်မဲ့နေရာလေးကိုစနစ်တကျချိန်ညှိထားပြီးတော့မှကာဗာမှန်ကိုအသာလေးချလိုက်မယ်
အဲ့လိုကိုက2ချက်3ချက်လောက်ကိုကဆော်ပြီးလို့ရှိရင်ကိုရဲ့ဝရိန်သားလှပမှုရှိတာမရှိတာကိုကိုကဆော်ခောက်တဲ့ကြည့်ပါတကင်ကိုလေ့ကြည့်တဲ့အခါမှာအများကြီးမလေ့ကြည့်ပါနဲ့ကိုကတကင်ကိုအနည်းငယ်လေးပဲစပြီးတော့လေ့ကြည့်တဲ့ကြည့်ပါဒီလိုတကင်ချက်တွေကိုစနစ်တကျလှပအောင်ပုံဖော်ကြည့်ပါနော်ကဘာကြီးကိုတိဆောက်ထားတဲ့ဝရိန်ချက်တွေမှန်သမျှကလည်းဒီလိုတကင်တစ်ချက်ကနေစခဲ့တာဖြစ်ပါတယ်ဒါကြောင့်အလှပဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားကြပါ